အဲ့တော့ဆရာတော် example 2မှာဒါစပြီးတော့ integration ရှာခိုင်းတာပေါ့နော်အဲ့တော့နံပါတ်8ဆရာတော်စပြီး integrate လုပ်မယ်အဲ့တော့ဘယ်သူဆရာ integrate လုပ်မှာလဲ 4x power 5 plus 1ဆရာ integrate လုပ်မယ်ဆိုပါစို့နော်အဲ့တော့ဒီမှာဆရာတို့ function တစ်ခုဘာလောက်တာဆိုဒီမှာ function နှစ်ခုရှိတယ်လို့ခေါ်တယ် 4x power 5ဆိုတဲ့ function ရယ်1ဆိုတဲ့ function တစ်ခုပေါင်းလာတယ်အဲ့လိုပေါင်းတဲ့ဆရာတို့သူ့ရဲ့ rule ရဆရာတို့ဘယ်လိုလုပ်လဲဆိုရင်တစ်ခုချင်းစီကို integrate လုပ်ပြီးတော့မှပြန်ပေါင်းလို့ရတယ်သဘောကဆရာတို့ 4x power 5 integrate လုပ်မယ်ပြီးရင်1 integrate လုပ်မှာပေါ့အဲ့တော့ 4x power integrate လုပ်လို့ဒီမှာ 4x power 5ဆိုတာဒီ4နဲ့ x power 5နဲ့မြှောက်တာလားဒီနေ့ပြောရင်ဒါဒီလိုပေါ့နော် 4x power 5ကို integrate လုပ်လို့ရှိရင်ဆရာတို့ကသိရမှာကဒီ constant ကို function နဲ့မြှောက်လာဒီ constant integrate လုပ်ကြမလို့အတူဒီတိုင်းပြန်ကူးရေးလို့ရတယ်ဆရာတို့ဘာလို့ပဲလုပ်အောင် x power 5ကိုပဲ integrate လုပ်အဲ့တော့ power function ကို integrate လုပ်ဆရာခဏပြောတဲ့ step တိုင်းဆရာတို့သွားမယ်ပထမဆုံးဆရာတို့ဘာလုပ်မလဲဆိုတော့ခြေကိုပြန်ရှိတ်ရောင်းမြက်လှန်မြောက်ဘယ်လိုမှတ်လဲအဲ့တော့ခြေကိုပြန်ရှိတ်တော့အဲ့ကိုရှိတ်ရင်ဘာပဲရမှာလဲအဲ့ကိုရှိတ်ရင်ဘာပဲရအဲ့ကိုအဲ့နဲ့ရှိတ်တော့1ပဲရမှာအဲ့တော့1 by 1ဆိုတော့1မဟုတ်ဘူးလားအဲ့ကြောင့်အဲ့ဒီစင်ဆရာကို cancel လိုက်လို့ရတယ်ခြေကိုပြန်ရှိတ်ပြောင်းမြက်လှန်မြောက်ထည့်ပြီးတော့မရေးတော့ဒုတိယဆင်ကဘာလုပ်လဲ power 1ပေါင်ရောင်းမြက်လှန်မြောက် power အခုဘယ်လောက်လဲ5 1ပေါင်လိုက်တော့အဲ့ဒါကိုဘယ်လိုမြောက်မလဲရောင်းမြက်လှန်မြောက်တော့1 by 6ပေါ့ဒါဒုတိယဆင်လောက်ရတယ်ပြီးရင်ဘာလောက်ရလဲ1ပေါင် function ပြန်ကူးရေးဆိုတော့အဲ့ပါဘယ်လောက်ဖြစ်ရပြီအဲ့ပါ6ဖြစ်ရပြီပြီးဘာပေါင်းပြီလဲCပေါင်းပြီတဲ့ဒါသူ့ဖြစ်ဒီလိုရတော့ဒါဘယ်သူဆရာ integrate လောက်တာလဲ 4x power 5ကို integrate လောက်တာနော်အဲကြောင့်ဆရာဘောဒီအဆင့်4ဆင့်လုံးဝကြော်လို့မရအောင်အဲ့ဒီအဆင့်တိုင်းတေချာလေးစိတ်ရှိပြီးလေ့ကျင့်အောင်လွယ်သွားလိမ့်မယ်ပြီးဒုတိယ1ကို integrate လောက်တာတော့ဆရာတော့ဘာပဲရအောင် constant ကို integrate လောက်ဘာကတ်မလို့ပြောတာပြီလား C ကတ်မှာပါပြီးရင်ဘာပေါင်းပြီလဲ C ပေါင်းပြီတော့ဘူးနော်ပြီးတော့မှဆရာတော့ရလာတဲ့အဖြေတစ်ခုပြန်ပြီးတော့ပေါင်းလိုက်လို့ရှိရင်ဒါလိုချင်တယ်ဖြေကိုရတော့နော်ဒါကြောင့်ဆရာဒီမှာကြည့်ကြည့်ပါအဲ့တော့ဆရာတော်ကဘာရင်လုပ်လဲဆိုတော့ constant ပြတဲ့ for integrate လုပ်ကြမလို့ function constant နဲ့မျှ for မလုပ်ကြမလို့ရှင်းပို့ထားလိုက်တယ်သူတို့တစ်ခုလုပ်တယ်အဲ့ပါ file integrate လုပ်ဆရာတော်ဘာရမယ်ပြောတာလဲbase ကိုပြန်ရှင်း1 by ခါမြပြောင်းမြက်လိုက်မြမလို့မရတော့ဘူး power 1ပေါင်ပြောင်းမြက်လိုက်မြတော့1 by 6နဲ့မြောက်တယ်အဲ့တော့ share 4ရှိတော့4 by 6ပြီးရင်ဘာလုပ်လဲ1ပေါင် function ပြန်ကူးရေးတော့8 power 6ဒါဆိုသူ့ရဲ့ process ပြီးပြီ constant ကို integrate လုပ်ရင်ဘာကတ်ရမလဲ h ကတ်မယ်ဆိုတော့ဘာရလဲ h ရနော်သူကရှင်းလို့ရတယ်ဆက်ရှင်းပါဒီမှာဆရာခြေလို့ရတယ်လို့ထပ်ခြေလိုက်တယ်နောက်ဆုံးဆင်းရအောင်တော့ဘာပေါင်းပေးလိုက် c ပေါင်းပေးလိုက်ဒါဆိုသူမှာအနောက်မှာ plus c ဆိုပြီးပေါင်းလိုက်ရင်ဒါလိုချင်တဲ့အဖြေရမယ်နော်ဒါတေချာလိုက်ကြည့်ပြီနော်ပြီးဆရာပြန်တွက်ခါမှာနည်းနည်းခက်တဲ့ပုတ်လောက်ဆိုပြန်တွက်ခါမယ်အပြီးဆရာနံပါတ် b ပေါ့နော်နံပါတ် b မှာလဲ function ဘယ်နှခုလဲ function 3ခုရှိတယ်sorry a နှစ်ခေါက်ဖြစ်နေပြီ function ဘယ်နှခုလဲ3ခုဘာတွေလဲဆိုတော့ 2a power 6ရယ်minus 1 by 3 power 8 ရယ်3 by 8ရယ်ပေါ့ function 3ခုပေါင်းတော့လို့ရင်ခဏပြောသလိုတစ်ခုချင်းစီဆရာတော့အရင်ဆုံး integrate လုပ်ပြီးပြန်ပေါင်းတော့ပေါ့အဲ့ဒါကိုဆရာအရင်ဆုံးတစ်ခုချင်းစီဆရာနားမလည်ဆိုတစ်ခုချင်းပြန်ပြောပြပထမ 2a power 6 integrate လုပ်မယ်ဆိုပါတော့အဲ့တော့ constant ကို function နဲ့မြောက် constant ကိုရေးကြရှင်းပို့လာလိုက်နော်ဒါပဲဆရာ integrate လုပ်ပထမအဆင့်ခြေကိုပြန်ရှိတ်ပြောင်းမဲ့လက်မြောက်ခြေအားအိတ်ဆိုရင်အဲ့ဒါလုံးကြလို့လားမလို့အဲ့ဒါဖယ်လိုက်တော့ဘာစားလို့ power 1ပေါင်ပြောင်းမဲ့လက်မြောက်ဆိုတော့ဘယ်လောက်လဲမြောက်1 by 7နောက်ဆိုကိုကကြိုပြီးတော့2 by 7ဆိုပြီးမြင်ရမယ်ဒါတော့နောက်ပိုင်းဆိုကို2 by 7ခါလေးရေးပေါ့ပြီးရင်ဘာလုပ်မလဲ1ပေါင် function ပြန်ကူရေးဆိုတော့8 power 7ပြီးရင်ဘာပေါင်းပြီလဲ c ပေါင်းပြီလေဒါသူသက်ပြီးပြီဒုတိယတစ်ခုဆရာဘာလို့လုပ်လဲ1 by 3 8 ကိုဆရာလုပ်မယ်ဆိုပါစို့ဆရာ1 by 3လုပ်ကြလို့လားလို့ဒီတိုင်းရေး8ပဲဆရာလုပ်ခဏလို့ပဲ1 by 3ဒီတိုင်းရေးတယ်ဘာလို့ power 1ပေါင်ပြောင်းမြက်လှန်မြောက်တော့1 by 4 1ပေါင် function ပြန်ကူရေးတော့8 power 4ပြီးရင်ဘာပေါင်းပြီလဲ c ပေါင်းပြီနောက်တော့က3 by 8 dh လားအဲ့ဒီမှာလည်း3 integrate လုပ်ကြလို့လားဘာလို့ပဲလုပ်အောင်မယ်1 by 8အဲ့တော့ပိုင်းကိန်းဆိုရင်ကြတော့ဘယ်လိုလုပ်အောင်မယ်ပြောတာလဲအရင်ဆုံးပိုင်းကြီးကိုရှိတ်ပြောင်းမြက်လှန်မြောက်တယ်ပိုင်းကြီးက8ကိုရှိတ်မှတော့ဘာပဲရအောင်
1မရဘူးအဲ့စင်မရေးနဲ့တော့အဲ့ဆိုဘာလာ ln မော့ပိုင်းကြီးအဲ့တော့ ln မော့ပိုင်းကြီးပြီးရင်ဘာပေါင်းပြီလဲစီပေါင်းပြီတယ်အဲ့ဒီကနေမှဆရာတို့ရတဲ့ဒီ3ခုဘာလို့လိုက်ပြန်ပြီးတော့ပေါင်းလိုက်တယ်နောက်ဆုံးမှဆရာတို့ c ကိုပြန်ရေးတယ်ဒါတခုချင်းဆရာပြန်ခွဲပြီးလုပ်လို့ c ပေါင်းမယ် c ပေါင်းပြောတာလေဆရာတကယ်တမ်းစုလို့ရှိရင်နောက်ဆုံးရမှဆရာ c ကိုထည့်ရေးပြီပေါ့ရမှာနော်အဲ့တော့ဒီမှာပြန်ကြည့်ပါဆရာဒီမှာဘာရင်လောက်လိုက်လဲ constant ကို function နဲ့မျှရ constant ကို integrate လုပ်ကြမလို့ differentiate မှာလည်းအဲ့လိုပဲ function ကို constant မျှအောင် constant ကိုရှင်းထုတ်တာအနောက် function ပဲရှိတ်တယ်ရိတ်တယ်လောက်ရနောက်တစ်ခဏပြောတာဟာတွေပဲဒါ power function ဆိုဘာလို့လဲ power တစ်ပေါင်းရောင်းမြန်လှန်များတော့ငကွာ2နဲ့ရှိတော့ 2.7 ဖြစ်တယ်တစ်ပေါင်း function ပြန်ကူရေးတော့8 power 7 minus power တစ်ပေါင်းရောင်းမြန်လှန်များတော့ 1.4 ဖြစ်တော့3နဲ့များတော့ 1.12 တခါရေးလိုက်နော်တစ်ပေါင်း function ပြန်ရေးတော့8 power 4ရေးတယ်ပြီးရင် plus 3 ln မော့ပိုင်းကြီးအဲကြောင့်ဘာရလဲ ln မော့ h ပြီးရင်ဘာပေါင်းမိလိုက်လဲ c ပေါင်းမိရတယ်ဒါသူရဲ့အဆင့်ကိုရတယ်ရပါနော်ပြီးရင်နံပါတ် c နံပါတ် c ကျတော့ဘယ်လိုပေးထားလဲဆရာတို့ integral 5 h root 8အဲ့တော့ဘာလုပ်လို့ရလဲ a နဲ့ root 8ကိုပြန်ပြီးဘာလုပ်လို့ရလဲတခုတည်းပြန်စုလိုက်လို့မရဘူးအခြေသူကြီးများထက်ညွှန်ဘာလုပ်ရပေါင်းတော့1နဲ့ 1/2 ပေါင်းတော့အဲ့8 power 3/2 dh အဲ့လိုမပြောရလားအဲ့လို constant ကို integrate လုပ်ကြလို့လားမလို့ရင်ရှေ့ပို့တာလေအဲ့တော့သူ့ပဲဆရာတို့လုပ်မှာပဲနော်ဆရာတစ်စင်းရင်ပဲရေးပြရနော်ဒါနောက်ဆိုဒီအဆင့်ကတော့ကြော်လဲရတယ်အဲ့တော့လုပ်ပြီးဘာလုပ်ရမလဲဆရာတို့လုပ်ရမယ့်အဆင့်ကပထမအဆင့်ကတော့ခြေကိုပြန်ရှိတ်ပြောင်းမြန်လန်မရအောင်ခြေကအဲ့ဆိုတော့ဘယ်လောက်ပဲရအောင်1မရဘူးအဲ့ဒီအဆင့်ကိုမစင်းစားရတော့30ပဲရှိတော့ဘာလို့ power တစ်ပေါင်းပြောင်းမြန်လှန်မြောက် power တစ်ပေါင်းလဲ3/2တစ်ပေါင်းတော့5/2ရမယ်ဒါလည်းမရလို့ရှိရင်ကယ်လ်ကူလာနှိပ်လို့ရတဲ့ကိစ္စမလောဖို့ပဲလို့တော့ပေါ့တေချာစိတ်ရှည်နဲ့လုပ်ပဲအဲ့တော့5/2ဒီတိုင်းမြောက်လို့မရဘူးဘယ်လိုမြောက်ပြောင်းမြန်လှန်မြောက်မှုဆိုတော့ဘယ်လောက်ပြောရလဲ2/5ဖြစ်သွားတယ်နောက်ဆင်းကဘာလို့ရလဲတစ်ပေါင်း function ပြန်ကူးရေးရတယ်တစ်ပေါင်းနဲ့ function ပြန်ကူးရမှာဆို8 power ဘယ်လောက်ဖြစ်မလဲသူ့ရဲ့ပြောင်းရဖြစ်မယ်နော်2 power 8 power 5/2ပြီးရင်ဘာပေါင်းပေးလိုက် c ပေါင်းဒီမှာ final နဲ့ကြည်တော့အဲ့ဒါလိုချင်တဲ့အဖြစ်ကိုရတယ်ရမှာနော်အဲ့တော့ဆရာဒီမှာကြည့်ပါအဲ့တော့ဆရာမျှတော့လိုက်တယ် x ဆိုတာ3/2ဖြစ်သွားတယ်ခဏလိုပဲဆရာ constant ဖြစ်တဲ့ 5 integrate လုပ်ကြမလို့တော့ဆရာအရှိပို့တာရယ်သူ့ပဲဆရာလုပ်တဲ့အခါမှာ power 1ပေါင်းတော့ 5/2 ရတယ်ပြောင်းမြန်လမ်းများတော့ 2/5 နဲ့မြောက်တယ်1ပေါင်း function ပြန်ကူးရသူ့ရဲ့ပြောင်းမြန် function ပြန်ရေးတယ်ပြီးရင်ပါပေါင်းပြီလေ c ပေါင်းပြီတယ်အဲ့ဒီမှာတော့ဆရာတို့ဆက်ရှင်းလို့ရသေးတယ်ပေါ့နော် final ကြည့်ပါရင်အဲ့ဒါဆက်ရေးလာလိုက်ပေါ့နော် 2h power 5/2 black ဆရာဒီလေးပဲရေးလာမှာအဲ့ဒါခြေပြီးဆက်ရေးလာနော် final နဲ့ကြည့်ပါဒါလေးဖြည့်ရေးလာလိုက်ရတယ်ဆရာခဏတောင်း 2h power 5/2 black c ပေါ့နော်ပြီးဆရာနံပါတ် D ကြည့်ကြည့်မယ်နံပါတ် D ကဆရာတို့ဘာ integrate လုပ်မယ် integral h plus 1 whole square by root 8dA ပေါ့ဒါကိုသူ့ရဲ့ differential ပုံစံပြန်ပြောင်းအောင်မယ်ဒါ integrate လုပ်လို့ရမယ့်ပုံစံဖြစ်အောင်ပြောင်းပြီးတော့မှဆက်တွက်ရမှာပါနော်အဲ့တော့ဘာရင်လုပ်လိုက်လဲသူအရင်ဖြန့်လိုက်ရှစ်ကိန်းနဲ့ထပ် h square ရှင်းအောင်မြောက်ခြင်းနှစ်စားဆိုတော့ minus 2h အနောက်ကိန်းနဲ့ထပ် minus 1နဲ့ထပ်ဆိုတော့ plus 1အဲ့တော့ root 8ဆိုတာ8ပါဝါ 1/2ပြီးရင်ဘာလုပ်လိုက်လဲအဲ့ဒီ8ပါဝါ 1/2နဲ့ဒီကောင်ပြန်ပြီးဘာလုပ်ရလဲခွဲစားလိုက်လို့ရတယ်ဘယ်နှကစားရမယ်3ကစားမယ်သူ့နဲ့စားမယ်သူ့နဲ့စားမယ်အဲ့တော့ဒီလိုခွဲစားလိုက်တယ်ပေါ့နော်ခွဲစားပြီးလို့ရှိရင်အခြေသူချင်းစားရင်ထက်ညင်ဘာလုပ်ရလဲနောက်တော့2တွေက 1/2 နှုတ်ပေါ့နော်4/2တွေက 1/2 နှုတ်တော့ 3/2 ကျန်နောက်ပြီးဒီမှာလဲ1တွေက 1/2 နှုတ်တော့ 1/2 ကျန်သူကတော့အပေါ်တက်ရင် minus 1/2 ဖြစ်သွားတယ်နော်သူက x ဆို3/2 သူက 1/2 သူက minus 1/2 constant ကကြတော့မြှောက်တိုင်းဆရာတို့ integrate လုပ်ကြမလို့ရှေ့ပို့လိုက်ဒါဆိုဆရာတို့ပုံမှန်တိုင်းပဲလုပ်မယ်လေဘာလုပ်ရမလဲ power 1ပေါင်းရောင်းမြန်လှန်မြောက်ဘယ်လိုက်ရမလဲ 5/2 ရောင်းမြန်လှန်မြောက်တော့ 2/5 နဲ့မြောက်မယ်1ပေါင်း function ပြန်ရေးတော့ x power 5/2 minus 2ပြန်ကူးတယ်
power တစ်ပေါင်းပြောင်းပြန်လည်မြောက်သူတစ်ပေါင်းလိုက်တော့3/2ပြောင်းပြန်လည်မြောက်တော့2/3နဲ့မြောက်တယ်တစ်ပေါင်း function ပြန်ရေးတော့ x power 3/2ပြန်ရေးပြီးရင် plus ဒီမှာကျတော့ဆရာ power တစ်ပေါင်း1/2 1/2ဆရာဘာလုပ်မှာလဲပြောင်းပြန်လည်မြောက်တော့2ဖြစ်မယ်ပြီးရင်ဆရာတစ်ပေါင်း function ပြန်ရေးတော့ဘယ်လောက်ရအောင်ခဏဘယ်လောက်မှတ်မိလား1/2ပေါ့အဲ့ပါ1/2ဖြစ်မယ်နော်ဒါမသိလို့ရှိရင်သိကြပြန်လို့လေဒါ process မှန်ရပြီးပါပေါင်းမရမယ်စီပေါင်းမရမယ်နော်အဲ့ဒါဆိုချားလို့ကျင်တယ်ဖြည့်ယူရမယ်ဒီစင်လားဒီစင်ဘယ်လိုဖြည့်ရလဲမသိရလို့လားဒီမှာလေကျားတို့မှာအခြေသူရင်းစားရင်ဖတ်ညင်တော့ဒါ2တွေကနေ1/2ဆရာနှုတ်ပါလားအပိုင်းညှိလိုက်တော့ပေါ့ပိုင်းညှိတော့ဆရာတို့ဒါ2 4 - 1ဆိုတော့3/2ရတယ်ဒါတော့ဆရာတို့1နဲ့1/2နှုတ်ရင်1/2ရမယ်ဒါအပေါ်တင်လိုက်တယ်အဲ-1/2ပြီးရင်ဆရာခဏပြောသလိုပဲဒါ power တစ်ပေါင်းရမယ်လည်းမြောက်တစ်ပေါင်းပဲချင်းပြန်ကူရေးပြီးရင်ပါပေါင်းပေးမယ်စီပေါင်းပေးရမယ်နော်example 3လဲဆရာတို့ဒီမှာ integration လောက်ခိုင်းတာပဲပထမကဒါဘာ function တွေလဲ power မှာ x ပါရင်အဲ့ဒါဘာ function exponential function အရင်ဆုံးဒီမှာအရှင်းဆုံးပြအောင်ထပ်လုပ်လို့ရသေးတယ်ဘာလုပ်လိုက်ခွဲစားလိုက် e power negative x ကို e power negative x နဲ့စားတော့1ရတယ်ပြီး1 - e power negative x အပေါ်တက်ရင် e power x ပဲကျန်ဒါဒီမှာ function တစ်ခုဘာလုပ်တာလဲပေါင်းထားတယ်အရှိကတော့ constant function ကိုရိပ်ဘာကတ်လိုက် x ကလာမလို့ x ပဲရမယ်ဒါဘာ function exponential function လောက်ရင်ဆရာခဏလေးသူနီးလေးပြန်ပြောမယ်ဆရာစာရမလည်းရေးရပေးတယ်နော်သူလည်းဆရာတော့အဆင့်၄ဆင့်ရှိတယ် power function လို့ပဲဒီဟာလေးပေါ့နော်ဒီဒါလေးဆရာတော့နော်ဒီဒါလေးဒီကောင်လေးဆရာသိရတယ် exponential function ဆိုတာက power မှာဘာပါနေ x ပါနေအဲ့ဒါ exponential function လို့ခေါ်တယ်သူဆရာတို့လောက်ရအားလုံးအဆင့်၄ဆင့်ရှိတယ်ပထမအဆင့်ဆရာတို့ဘာလုပ်ရလဲ power ကိုရှိတ်ပြောင်းပြန်လည်မြောက် power function တော့ကျတော့ဘေးကိုပြန်ရှိတ်ပြောင်းပြန်လည်မြောက်ဒီမှာကျတော့ဘာကိုပြန်ရှိတ်ပြောင်းပြန်လည်မြောက်အဲ့တော့ဒီမှာ power ကဘာတူလဲ px plus q သူ့ဆရာရှိတ်တော့ဘာရ px plus q ရှိတ်ရင်ဘာရအောင်အဲ့ဒါတော့မှန်အောင်လုပ်တတ်မယ်လေ px plus q ရှိတ်ရင်ဘာရမယ် p ပဲရအောင်ပေါ့အဲ့တော့အဲ့ဒီရတဲ့ p ကိုဘယ်လိုလုပ်ရမလဲပြောင်းပြန်လှန်မြောက်တော့မလို့ဘာရလဲ 1/p ဒါလည်းသိပြီဒုတိယအဆင့်က base ln ကတ်ပြောင်းပြန်လှန်မြောက်ဘာလုပ်မလဲ base ln ကတ်ပြီးတော့ပြောင်းပြန်လှန်မြောက် base ကဘာတူလဲ a ln ကတ်လိုက်တော့ ln a ပေါ့အဲ့ဒါကိုဒီတိုင်းမြောက်ဘယ်လိုမြောက်ပြောင်းပြန်လှန်မြောက်တော့1/ln a ပေါ့ဒါဒုတိယအဆင့်တတိယအဆင့်ကဘာလုပ်ရလဲ function ပြန်ရေးဘာလုပ်မလဲ function ပြန်ဆိုဒီတစ်ခုလုံးဘာမှမလုပ်နဲ့ပြန်ကူရေးအဲ့တော့ဘာရလဲ a power ph plus q ဆိုပြီး function တစ်ခုလုံးပြန်ကူရေးလိုက်ပြီးရင်ဘာလုပ်ပြီစီပေါင်းပေးဆိုပြီးအားလုံးဘယ်နှဆင့်ရှိလဲ၄ဆင့်ရှိတယ်အဲ့ဒီအဆင့်တိုင်းတာမှန်အောင်လုပ်ဒါလို့ကျင်တော့ဒီ exponential function ရဲ့ integration လုပ်တဲ့အဆင့်ပြီးတော့ဗောနော်အဲ့ဒါကိုဆရာတို့ဒါတေချာလေးစိတ်ရှည်လေးမကြော်ဘဲနဲ့အဆင့်ရင်လောက်အောင်ဒါလောက်မှများရင်တော့သူအဆင့်ကမှန်အောင်ဗောနော်ခဏနဲ့ဒီမှာမသိချာခဏအဲ့ဆရာဒီမှာမဟုတ်ဘူးခဏလေးအဲ့တော့ဒါဆိုဆရာဒီမှာအရှိရပါတယ် constant မလို့ဘာကလိုက်လဲ x ကလိုက်တယ်ဒါဘာ function power က x ပါလို့ exponential function ပထမအဆင့်က power ကိုရှိတ်ဘာမှလည်းမရတော့ power က x ဆိုတော့ x ကို x နဲ့ရှိတ်တော့ဘာပဲရအောင်ဘာမှရမလို့အဲ့ဒီအဆင့် cancel ဘေးဒုတိယအဆင့်ကဘာလုပ်ရလဲ base ln ကတ်ပြောင်းပြန်လည်းမရတော့ base ကို ln ကတ်တော့ ln e ကလည်းဘယ်လောက်1ပဲရတော့မလို့ပြန်လည်းမရတော့1ပဲရမလို့အဲ့ဒါကိုလည်း cancel အဲ့တော့နှစ်ဆင့်ကမရှိတော့အဲ့ဒါဘာလုပ်ရတော့ function ပြန်ရေးတော့ဘာပဲရအောင် e power x ပဲရအောင်ပြီးရင်ဘာပေါင်းပေးလိုက်ရပြီဒါကြောင့်မို့ဆရာမှာ1ကို integrate လုပ်တော့ x ရတယ်
e ပါဝါ x ကို integrate လုပ်တော့ဘာပဲရ e ပါဝါ x ပဲရအောင်ပြီးဘာပေါင်းပေးလိုက် c ပေါင်းပေးလိုက်အဲ့ဒါသူဖြည့်ပဲဒါဆိုရင်ဆရာတို့ပြောချင်တာ e ပါဝါ x ကိုရိမ့်ဘာပဲရမယ် e ပါဝါ x ပဲရမယ်လို့ဆရာတို့သိရအောင်ဒါဆိုနံပါတ် b မှာဆရာပြောလို့ရပြီ e ပါဝါ x ကိုရိမ့်ဘာပဲရ e ပါဝါ x ပဲရပြီး 2x 2ကို integrate လုပ်ကြလို့လားမလိုဘူး x ကိုပဲ integrate လုပ်မှာဒါဘာ function လဲ power function ဆိုပရမအဆင့်က base ကိုပြန်ရှိပြောင်းမဲ့လမ်းမြောက်တော့ base က8ပဲဆိုတော့အဲ့ဒီအဆင့်လို့လားမလို့ဘူး power 1ပေါင်းပြောင်းမဲ့လမ်းမြောက် 1/2 ပေါ့ပြီး1 power function ပြန်ရေးဆိုတော့8 power 2ကိုဆရာတို့ပြန်ရေးရလိုက်အဲကြောင့် e power 8ကို integrate လုပ်တော့ e power 8ရတယ်ဒီမှာဆရာတို့တကယ်တော့ဒီလိုရတာပေါ့နော်ဆရာဒီမှာပြန်ရေးပြမယ်ဘယ်လိုလုပ်တာလဲသူ့ဆရာလုပ်လို့ရှိရင်2 integrate လုပ်ကြလို့လားမလို့ဘူးသူ့ပဲ integrate လုပ်တယ်ဒါဘာ function လဲ power function ဆိုရင် base ကိုပြန်ရှိပြောင်းပြန်လမ်းမြောက်တဲ့စီမှာ base က8မို့လို့အဲ့ဒီစင်မလို့ဘူးဒုတိယဘာလုပ်ရလဲ power 1ပေါင်းပြောင်းပြန်လမ်းမြောက်တော့ power 1ကို1ပေါင်းလိုက်တော့2ရတယ်ပြောင်းပြန်လမ်းမြောက်တော့ 1/2 1ပေါင်း function ပြန်ရေးဒီ function မဟုတ်နော်1ပေါင်းထားတဲ့ function မလို့ဘယ်လောက်ပြန်ရေးရလဲ8 power square ပြီးရင်ဘာပေါင်းပြီလဲအဲ့တော့2နဲ့2နဲ့ပြေသွားလို့ဘာပဲရလဲ x square ပဲရတယ်ပြီးရင်ဘာပေါင်းပြီ c ပေါင်းပြီအဲ့ဒါသူလိုချင်တဲ့ဖြည့်သူပဲရနံပါတ် C e bar h log 5 plus 1 by h square ဒီ integrate လုပ်မှာပါနော်အဲ့တော့ဆရာတို့ဘာလုပ်ရမလဲ e bar h log 5ဆိုတာဘာလို့သိရမလဲအဲ့မှာတနေ့ကိုကမိကောကလဲနိုင်တယ်နော် log 5ဆိုတာ constant log 5ပါလေ constant ဆို integrate လုပ်ကြလို့လားမလို့သူ့ရှေ့ပို့လိုက်ပေါ့ဒါဆို e bar h integrate လုပ်ဘာပဲရမလဲe power x ပဲရအောင်ဒါဆိုသူ့အပိုင်းတော့ဆရာအဖြေရပြီဘာရမှာလဲ log 5 e power x ပဲရလိမ့်မယ်အနောက်ကဒါဘယ်သူ integrate လုပ်မှာလဲ 1/x square integrate လုပ်မှာဒါဆရာတို့ပြန်ပြောင်းလို့မရအောင်လား 1/x square ဒီ x ဆိုတာဘာပြောင်းလဲ8 power -2 လို့ဆရာပြောင်းလိုက်ရတယ်ဒါဆိုဘာလုပ်ရမလဲ base ကိုရှိတ်တယ်1/ပြောင်းမဲ့လမ်းမြောက်1မလို့မရေးနဲ့တော့ power 1ပေါင်းပြောင်းမဲ့လမ်းမြောက်1/- minus 1 3ပြောminus 1လို့လည်းရေးလို့ရတယ်1ပေါင်း function ပြန်ကူရေးတော့8ပါဝါ minus 1ဒါဆိုဘာပဲရမယ် minus 8ပါဝါ minus 1ဆိုပြီးရပြီး c ပေါင်းပြီရမယ်နော်အဲ့တော့ရှားဒီမှာကြည့်ကြည့်ပါအဲ့ရှားနှစ်ခုခွဲလိုက်တယ်ခွဲပြီးတော့ဒီ log 5ကဘာလို့သိရမလဲ constant ပြီးကိုလည်းမှတ်တာနော် constant လို့သိတာ constant integrate လုပ်ကြမလို့ e power x ကိုရိုက်တော့ဘာပဲရလဲ e power x ပဲရတယ်ပြီး integrate 8 power minus 2ကိုရိုက်တော့ဘာရလဲဒီမှာရတာပေါ့minus 1 by x ပဲရတယ်ဒါဆရာဒီမှာအကျမ်းမှာလောက်တာပေါ့လေ minus 1 by 8ပြီးပါပေါင်းပေးရမယ် c ပေါင်းပေးရမယ်နော်ပြီးနံပါတ် D နံပါတ် D လဲဒါမရှုပ်ပါနဲ့ ln3 ဆိုတာဘာလို့သိရမလဲ constant ကိုမှတ်တာပါဒါဘာလို့မှတ်တာမလဲ constant လို့မှတ်တာလေ constant ဆိုတာသူ့ function နဲ့မြောက်သူ့ integrate လုပ်ကြလို့လားမလို့တော့သူ့အရှိပို့လိုက်ဆရာတို့ဘာပဲ integrate လုပ်အောင်3 power x ကိုပဲ integrate လုပ်မှာဆရာတို့နော်ဘာပဲလုပ်မလဲ3 power x အဲ့တော့ဒီမှာအရင်ဆရာတို့လုပ်ကြည့်မယ်3 power x ကို integrate လုပ်3 power x ကဘာ function လဲpower မှာ x ပါနေအဲ့ဒါ exponential function ပရမအဆင့်ဘာလုပ်ရလဲ power ကို shape ပြောင်းပြန်လှန်ပြောင်းအဲ့ဒါကိုအများနဲ့မှတ်မိအောင်ကိုရော့ power ကို shape ပြောင်းပြန်လှန်ပြောင်းတော့ဒါ1ပဲရလို့အဲ့ဒီအဆင့်ကိုမရေးဘူးဒုတိယအဆင့်ဘာလုပ်လဲ base ln cut 1 by ခံမြောက်ပြောင်းပြန်လှန်မြောက်base ln cut တော့ဘာရ ln3 ပေါ့အဲ့တော့ဒီတိုင်းမမြောက်ပြောင်းပြန်လှန်မြောက်တော့1 by ln3 ပြီးရင်ဘာလုပ်ရလဲ function ပြန်ရေး c ပေါင်းပေးအဲ့ဒါသူဖြည့်ပဲရမယ်နော်အဲ့ဆိုရင်ရှားသမားအဖြေကြည့်လို့ရတယ် ln3 ဘာမှလုပ်ကြမလို့နော်ဒီတိုင်းဆရာဒီ ln3 ကဒါပြန်ကူးရေးတာနော်သူဘာမှမလုပ်နော်ဆရာသူ့ဆရာဒီမှာ integrate လုပ်တာဟာဒါဘာရတာလဲ1 by ln3 3 by h ဒီ ln3 ကပြန်ရင်ဘာလုပ်တာလဲပြန်ကူးရေးတာလားသူ့ဆရာဘာမှလုပ်ကြမလို့လေ constant function နဲ့မြောက်အဲ့တော့ဒီက ln3 နဲ့ ln3 ဘာဖြစ်ရလဲကြည်သွားတဲ့အခါမှာသူဖြစ်ပါပဲရလဲ3 by h plus c ပဲရဆရာဘောသဘောပေါက်လားမသိဘူးဒီ ln3 ကဘာမှမလုပ်တာလေ constant ကိုဆရာတော့ function နဲ့မြောက်ဘာမှမလုပ်အောင်ဘာလုပ်ရလဲပြန်ကူးရေးတာအခုဆရာလောက်တာဒါဒီဆရာအခု၄တော့ခွင်ခတ်တာဘာကိုလောက်တာလဲ3 power x ကို integrate လောက်တာ
ရမယ်နော်အဲ့တော့ဆရာတော်ဆိုရင် ln3 ကြည့်သွားတာဖြေပလာရမယ်3 by a plus c လို့အဲ့တော့ကြောက်ပြန်တော့ပြီပါနောက်တစ်ခုကဆရာတော် trigo function တွေ integrate ဘယ်လိုလုပ်မလဲသိရမယ်ဆရာတို့ဒါ integration လုပ်လို့ဆိုတာတနည်းပြောရင်ဒါ differential ရဲ့ပြောင်းပြန်မယ်လေအဲ့တော့ shape တာကိုသိရင်ရေးတာကိုသိတာအတူတူပဲဆရာတို့အရင်တော့ shape တော့ဘယ်လိုသိတာလဲ sin x ကို shape ရင် cos x ရတာနော်နောက်တော့က cos x ကို minus cos x ကို shape ရင်တော့ဘာရမလဲရင်တော့ cos x ကို shape ရင် minus sin x သူက minus cos x ကို shape မို့လို့အရှိကနေ minus ထည့်မြောက်တော့ဘာရလဲ sin x ဆိုပြီးရတယ်နောက်တစ်ခု tan x ကို shape ရင်ဘာရလဲ sec square x ရတယ်အဲ့ဒါတွေတီးလို့ရှိရင်သူ့ရဲ့ပြောင်းပြန်ပြန်ယူလိုက်ရင်သူ့ရဲ့ integrate လောက်တာတွေရတယ်ဆိုတော့ညီနာ sin x ကို shape ရင် cos x ရရင် cos x ကိုရိတ်ရင် sin x ပြန်ရအောင်minus cos x ကိုရိတ်တာ sin x ရရင် sin x ကိုပြန်ရိတ်ရင် minus cos x ရ tan x ကိုရှိတ်တာ sec square x ရရင် sec square x ကိုပြန်ပြီးရိတ်ရင် tan x ရတယ်အဲ့ဒါကိုဆရာသိရအဲ့တော့ဒါကြောင့်မို့ဆရာပြန်ပြောလို့ရှိရင် sin x ကိုရှိတ်တော့ cos x ရတယ် cos x ကိုပြန်ရိတ်ရင်sin x ပဲရမယ် minus cos x ကိုရှိတ်တော့ sin x ရတယ် sin x ကိုရိတ်ရင် minus cos x tan x ကိုရှိတ်တော့ sec square x ရတယ် sec square x ကို integrate ပြန်လုပ်ပါရလဲ tan x ရအလွယ်ပြောရင်ဆရာတို့က integration မှာကအဖြေမှာ c ထွက်ရင်ပေါ့နော် c ထွက်ရင်အနှုတ်တက်တယ်လို့မှတ်လဲ c ထွက်ရင်အနှုတ်တက်လို့မှတ်ပေါ့နော် c ထွက်အနှုတ်တက်ပေါ့နော် c ထွက်ရင်အနှုတ်တက်လို့မှတ်တာအဲ့တော့ဒီမှာကျတော့ဆရာတို့က trigo function လောတဲ့ခါမှာအဆင့်ပဲဆင့်ရှိတယ်ဆိုရင်သူကကျတော့3ဆင့်ပဲရှိမယ်ဘယ်လိုဆင့်ရှိမလဲပထမအဆင့်ဘာလုပ်ရမလဲဆိုရင် radian ကို shape radian ဆိုတာဒီ cos sin ရဲ့အနောက်ဟာပြောတာဒါ radian လို့ခေါ်တယ်သူအခေါ်အဝေါ်ရောနည်းနည်းကွာတယ် log function ကျတော့အနောက်ဟာ number လို့ခေါ်တယ် exponential function ဆို power လို့ခေါ်တယ် power function မှာဆို base လို့ခေါ်တာပေါ့ဒီမှာတော့ trigo function ဆိုတာဘာလို့ခေါ်လဲအဲ radian ကို shape ဘယ်လိုမြောက်မလဲပြောင်းပြန်လည်မြောက် ax plus b ရှိတော့ a ရတယ်ပြောင်းပြန်လည်မြောက်တော့ 1 by a ပြီးရင်ဘာလို့လဲ trigo ကိုရိတ်ထိတ်တာမဟုတ်ရိတ်မှာ trigo ရိတ်တော့ cos ကိုရိတ်တော့ဘာရလဲ sin ရတယ်ဒါကြောင့် cos ax plus b ကိုရိတ်တော့ sin ax plus b ပြီးရင်ဘာပေါင်းမေးဒီပေါင်းမေးရတယ်ဒီမှာကြည့်မယ် radian ကို shape 1 by ခံမြောက်တော့ဘာရလဲ 1 by a trigo ကိုရိတ်တယ် sin ကိုရိတ်ရင်ဘာရလဲ minus cos ဒါကြောင့်မို့ minus cos ax plus b ပြီးရင်ဘာပေါင်းမေးလဲဒီပေါင်းမေးတယ် radian ကို shape 1 by ခံမြောက်တော့ 1 by a trigo ကိုရိတ်တယ် sec square ကိုရိတ်ရင်ဘာရလဲ tan ရတယ်ဒါကြောင့်မို့ sec square ax plus b ကိုရိတ်တော့ tan ax plus b ပြီးရင်ဘာပေါင်းမေးလဲဒီပေါင်းမေးတယ်ဒါကြောင့်မို့ trigo function ကို integrate လုပ်လို့ဒီမှာတော့ဘယ်နဲ့ဆင့်သိရပြီ3ဆင့်ပဲရှာအောင်နော် power function 4ဆင့်နော် exponential function လည်း4ဆင့်နော်ပိုင်းကြည့်ပါတဲ့ဟာကိုချိန်တော့3ဆင့်အခု trigo function ကိုလည်းဘယ်နဲ့ဆင့်လို့သိရမယ်3ဆင့်သိရမယ်အဲ့ဒီအဆင့်သားနဲ့ step by step လုပ်ရရင်ကြောက်လို့ခြင်းနဲ့ဖြေလို့ရအောင် okay အဲ့ဒါဆိုရင်ဒီ trigo function လည်းသိပြီဆိုရင်သူနဲ့ပတ်သက်တော့ကြောက်ဆက်တော့မှာပေါ့နော်